ကျွန်တော်လေးညီမလေးညာစိမ့်သူရဲ့ညီမလေးအဖြူကြောင့်ကျွန်တော်နည်းနည်းပြောမယ်မဟုတ်ဘဲနဲ့ပေါ့နော်အော်တန်းကြတဲ့ပြည့်ရလိုက်ပြီးတော့တင်တာပေါ့နော်ဒီမှာကြည့်အခုဖြစ်သွားတယ် HD ပြဿနာကကိုကတော့ကောင်မလေးမားတယ်လို့မမြင်ဘူးဘာလို့လဲဆိုတော့ဒီလောက်လေးပဲကျွန်တော်ပြမယ်ဘာလို့လဲဆိုတော့ညီမလေးရဲ့တက်ပုံလေးပါတယ်တော့မကောင်းဘူးပေါ့နော်အဲ့ဒီဆီယာမပြောထားတာကျိုင်းတုံမှာဖြစ်သွားတဲ့ HD ကိစ္စအကြောင်းသူလေးကိစ္စပါပြောထားတာအဲ့ဒီဆီယာမပြောထားတာလေညီမလေးအဖြူပြောထားတာလုံးဝမဟုတ်ဘူးเนาะပြီးတော့ဒီကိစ္စကိုကျွန်တော်ပြောတာညီမလေးမြဆင်းသူကိုခွင့်ပြုချက်နဲ့လည်းကျွန်တော်ပြောတာ okay ကိုကြီးဒီလိုမျိုးဆိုလဲကျေးဇူးပါညီမလေးလည်းအဲ့ဒီကိစ္စကိုဖြည့်ရှင်းထားတယ်လို့သူတို့ဗီဒီယိုအပို့တယ်မှာတင်ထားတယ်ပြီးတော့ကညီမလေးအဲ့ညီမလေးဆိုတော့လည်းအရန်ယူတတနေဘက်ကတိလာအကူနဲ့လုပ်ငန်းစလုပ်ထရဟိုးနေဘက်ကတိလာယူတတလေးတွေပြီးနေမှာဆိုလို့ရှိရင်လည်းသူတို့တွေမျက်နှာပြက်ကြတယ်ပေါ့လေပြီးလို့ရင်ဟိုညီမလေးအဖြူဆိုတာလေငငယ်လေးရှိသေးတယ်အခုမှကြောင်းတက်နေတော့ gate တွဲဆိုတာတန်းဆိုတာအဲ့ဒါတက်နေတော့ကွာမင်းတို့ကတခြားနီးလန်းနဲ့ပတ်စံရှာပါလားပြီးမဟုတ်ဒုက္ခနီးလန်းနဲ့မင်းတို့နောက်တဲ့ပတ်စံလိုက်ရပြီးတော့ငါတငယ်ချင်းဇော်ဝင်းမောင်ရဲ့တမီလေးဆိုလို့ရှိရင်လည်းအဲ့လိုပဲမင်းတို့တခြားနီးလန်းနဲ့ပတ်စံမရှာတတ်တော့ဘူးလားအဲ့လိုအောက်တန်းကြတာလားပြီးတော့ဒီစီယာမဆိုတာကလေဒီညီမလေးကိုပြောထားတာမဟုတ်ဘူးတိလာသူ့ဘသူတခြားကိစ္စကိုပြောထားတာအဲ့ဒါကိုမင်းတို့ဖြစ်နေကြတယ်လို့ပြီးတော့မင်းတို့ပေးအတူတွေမှာလိန်စားတယ်ညာစားတယ်မင်းတို့မှမိသားစုမရှိတော့ဘူးလားအဲ့ဒီလို့ဆမ်းမပတ်စံရတာလားညီမလေးကမဟုတ်ဘူးဆိုတဲ့အကြောင်းရပြီးတော့ကြောင်းတက်နေရဖြစ်တဲ့ကြောင့်သူ့မှာကွာအပြူလေးလည်းဖြစ်နေပြီဆိုတော့အရန်ရှက်ကလည်းမိသားစုတွေလည်းရက်ွက်ထဲမှာမျက်နှာပူရတယ်ရှက်ကအဲ့လိုမျိုးမလုပ်ပါနဲ့သူများသားသမီးကိုလေနော်ကျွန်တော်ຢားရနေတော့မေတ္တာရက်ခံပါတယ်ပြီးတော့ညီမလေးတွေကလည်းရိုးရိုးသားသားနဲ့သူတို့တွေစူးစမ်းပြီးတော့ဒီ online မှာရက်တည်နေတဲ့သူတွေပါပေါ့နော်ကျွန်တော်တို့နဲ့အလုပ်ဆက်လုပ်ထရကျွန်တော်တို့နဲ့ရိုးရိုးသားသားဆိုတာကျွန်တော်စကားပြောမိတယ်အဲ့ဒီကြောင့်အဲ့ဒီဟာအမှားပါဆိုတော့ကျွန်တော်ကနေပြီးတော့ဂျာရီကနေပြီးတော့အမုန်းခံပြီးတော့ညီမချင်းအမချင်းကိုချင်းစားတာရဲ့မိသားစုချင်းကိုချင်းစားပြီးတော့ကျွန်တော်ကညီမလေးမြဆင်းသူရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒါလုံးဝမဟုတ်ပါဘူးเนาะအခုပြတင်နေပေးဘူးတွေတည်ရနော်ဘာလို့စားမလဲဆိုတော့ကိုကိုတည်ရနော်ပေးတူတွေကျွန်တော်ချစ်တော်မူစကားနဲ့ပြောပါမယ်ကျွန်တော်တို့လေဒီနေ့ဒီချိန်ဒီဘယ်ဆယ်လီကိုမှကျွန်တော်တို့ဘယ်လိုပြောမှာမတူဘူးလို့မဆက်ဆံတာမျိုးပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဘယ်ဆယ်လီဝဲဖြစ်ဖြစ်ညီမလေးကဒီလိုရှိတယ်ညီမလေးကဒီလိုရပိုင်ခွင့်ရှိနိုင်တယ်ညီမလေးကိုဒီလိုရပ်ပိုင်ခွင့်တွေကိုပေးမယ်ပြီးလို့ရှိရင်ညီမလေးကိုနဲ့လက်တွဲလုပ်ခဲ့လို့ရှိရင်တော့ညီမလေးရဲ့ရပ်ပိုင်ခွင့်ရတာညီမလေးလုပ်တာဒါကိုတို့ဘလို့မှရောမချဘူးပြီးလို့ရှိရင်ညီမလေးပေါ်တယ်ဆိုလို့ရှိရင်ဘလို့ပုံစံမျိုးထိသွားလို့ရတယ်ဘယ်သူတော့ဘလို့ပုံစံမျိုးနဲ့ညီမလေးလုပ်ပြီးလို့ရတယ်ကျွန်တော်တို့ပေါ့နော်ကောင်းတယ်ညီမလေးကုန်ငယ်တဲ့ဆိုလို့ရှိရင်ဘလို့ brand မျိုးထုတ်လို့ရတယ်ညီမလေးဘလူး brand မျိုးထုတ်ချင်လဲလုံးဝဆယ်လီလို့လူမသိခင်အချိန်တည်းကစပြီးတော့ကျွန်တော်တို့ကန်လန်တွေကသူ့ရဲ့ရပိုင်ခွင့်သူ့ရဲ့တန်ဖိုးသူ့ရဲ့ level တခုကဘလူးအနေထားရှိတယ်ဆိုတော့ကျွန်တော်တို့ကပုံမွန်လင်းနဲ့ကန်လန်နဲ့ပုံမွန်လင်းနဲ့တောင်းဆိုတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးပဲမြေတောင်မြောက်ပြီးခဲ့တာပဲရှိပါတယ်ပြီးရင်ကျွန်တော်တို့လည်းသိတဲ့ဆယ်လီဆိုလို့ရှိရင်လည်းအများကြီးပဲကျွန်တော်တို့ဘယ်တော့မှပေါ့နော်ဒီဆယ်ရီကတော့ဘယ်လိုဖြစ်တယ်ခေါင်းတိုက်ဂျုံချိုးတာလည်းမရှိဘူးပြီးလို့ရှိရင်အမနဲ့ဆိုလို့ရှိရင်ကိုယ်ပိုင် brand လေးထုတ်လို့ရပြီနော်ဘယ်လိုပုံစံမျိုးထုတ်လို့ရှိရင်အမအတွက်ပို့ပြီးတော့အဆင်ပြေမယ်အမအနေထားနဲ့ဆိုရင်ထုတ်လို့ရတယ်ကျွန်တော်အဲ့လိုမျိုးတွေပဲကျွန်တော်တို့တွေကဘသူ့ကိုပဲဖြစ်ဖြစ်support ပေးမယ်လက်တွဲခေါ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့သမုတ်တရားကြီးဆိုတော့တယောက်တည်းတောက်လို့မကုန်ဘူးလေကျွန်တော်တို့ကအဲ့လိုမျိုးပဲဘသူ့ကိုပဲဖြစ်ဖြစ်လက်တွဲခေါ်ခဲ့တာပါဒါပေမဲ့တချို့အရာတွေကျွန်တော်တို့ပြန်ကြားရတာကြတော့ကျွန်တော်တို့ဒီကဟိုဘယ်လိုပြောရမှာလဲအနေထားတစ်ခုရှိတယ်ပြီးလို့ရှိရင်ပေါ့နော်သူတို့ကမခေါ်မပြောချင်သူတို့ရှိတယ်သူတို့ကဘယ်လိုပြောရမှာလဲဘယ်လိုခွဲခြားဆက်ဆံတယ်ကျွန်တော်တို့ကအဲ့လိုမရှိပါဘူးခင်ဗျာကျွန်တော်တို့ဒီကဘသူ့ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကညီကိုမောင်နှမလူမျိုးပဲဆက်ဆံတယ်ဘသူ့ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဖော်ယူနေပဲဆက်ဆံတယ်ဒါပေမဲ့ကျွန်တော်တို့ကအကြောင်းမျိုးတွေအကြောင်းကျွန်တော်တို့ကဘယ်လိုပြောရမှာလဲကန့်ကွက်ခံခဲ့ရတာတွေရှိတယ်ပယ်ချခံခဲ့ရတာတွေရှိတယ်အဲ့လိုမျိုးဆိုတော့
ကျွန်တော်တို့ကသွားမတွေးပြခဲ့တာတွေသွားပြီးတော့ make mistake ပြခဲ့တာတွေပေါ့နော်စကလုံးတွေတစ်ခုကြာမှကျွန်တော်တို့ကသူများစကားနဲ့ကျွန်တော်တို့ကယုံကြည်မှုထားတော့လမ်းဆုံးခဲ့တာတွေအများကြီးရှိတယ်အဲဒီတော့လေခါကြလို့ရှိရင်ဘယ်လိုပြောရမှာလဲအမတ်တရလေးတွေဖြစ်တာပေါ့လေအမတ်တရလေးဖြစ်တာပေါ့အဲဒီတော့ကြောင့်အရာအားလုံးကိုပြင်ဆင်ပါတယ်ကျွန်တော်တို့ရဲ့ lifestyle ကိုသိချင်ကျွန်တော်တို့ကိုထိတ်တဲ့မေးကြည့်ပါကျွန်တော်တို့ကလူတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့တန်ဖိုးထားပြီးတယ်ကျွန်တော်တို့နဲ့လုပ်ငန်းတွဲလုပ်တဲ့ဘယ်ဆယ်လီမဆိုကျွန်တော်တို့ရဲ့တည်တဲ့ဘယ်ဆယ်လီမဆိုကျွန်တော်တို့ကကောင်းမှုအတွက်ကိုပဲညွန်ပေးတယ်ကိုယ်ပိုင်လုံပိုင်မှုအတွက်ကိုပဲညွန်ပေးတယ်ကျွန်တော်တို့ပစ္စည်းနဲ့လက်တွဲပြီးလှုပ်မယ်ဆိုရင်တော့ညီမလေးရပိုင်ခွင့်ရတာအကူနဲ့စာချုပ်ချုပ်မှာဒါနော်ညီမရဲ့လုပ်ပိုင်ခွင့်ရတာအမရဲ့လုပ်ပိုင်ခွင့်ရတာဆိုကျွန်တော်တို့အဲ့လိုမျိုးချပြတဲ့သူမျိုးပါဘယ်တော့မှခေါင်းမဖြစ်ပါဘူးပြီးလို့ရှိရင်ဟိုစကားတီးဖို့ဒီစကားဟိုဖို့လေကျွန်တော်တို့ဘယ်တော့မှမလုပ်ပါဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဂျားတွေကနေပြီးတော့ဗောနော်မသိပဲနဲ့တချို့ຢာလေးတွေမှာမျက်နှာဝါတာလေးအများကြီးရှိတယ်ဗောနော်အဲ့ဒီအတွက်တကြောင်လေစိတ်မကောင်းပါဘူးဒါပေမဲ့စေတနာမှန်အကျိုးပေးပါတယ်ခင်ဗျာအဲ့ဒါလေးတော့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်